ကျွန်တော်တို့ဟိုးငယ်ငယ်တုန်းကတင်းကြီးတယောက်ရှိခဲ့ပါတယ်မျိုးသိမ်ခလို့ခေါ်ပါတယ်ခင်ဗျသူရေးတဲ့တခြင်းလေးကကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ရေချမြေချသင်္ဘောပေါ်မှာလုပ်ငန်းခွင်ဝင်းပြီးတော့သက်စွန်စံပြအသက်မွေးဝဲကြောင်းရှာကြရတဲ့သင်္ဘောသားလူငယ်လေးများကိုကိုစားပြုပြီးတော့ရေးဆက်တည်ကုန်းထားတဲ့မျော်လေးဥပေါ့ကေဒီခိုင်းနဲ့နားဆင်ကြည့်ပါမျိုးပါများပင်လေပြင်းဝေပြန်ပကျဲဘယ်မှာကွယ်ကမ်းကြီးမမြင်နိုင်ဘယ်တောင်ဘယ်ကမ်းညော်တန်းလုံးမမိုးနေလေလိုင်းနေရင်ဝေးရမြေဝေးဆွေးစိတ်မနိုင်ဒီဝင်ရင်ညအမောင်ဆုံးမမြဲအိမ်သာဆွေးဆန်းဝေတော်ရခိုင်ဘယ်တောင်ဘယ်ကျွန်းမြော်တန်းလုံးမလာနေချေပြေစော်တဲ့ညသာကုန်ကဲမိုးမလင်းနိုင်ဇင်ရောကနေခေါ်မွဲလွန်စရာချက်ရေမလွန်လာမရှိနိုင်ပြန်လာမယ်ရောရကဲချောင်းမတဲ့မျော်လေးဦးပေါ်ကြည်ဒီခိုင်ဇင်ရောကနေခေါ်မွဲလွန်စရာချက်ရေမလွန်လာမရှိနိုင်ပြန်လာမယ်ရောရကဲချောင်းမတဲ့မျော်လေးဦးပေါ်ကြည်ဒီခိုင်အမောင်စိုးမိုးမြဲအိမ်သာဆွေးဆန်းဝေတော်ရခိုင်ပင်လေကျတဲ့ကိုယ်ရဲတပိုင်လာနေချေပြေစောတဲ့ညသာကုန်ကဲမိုးမလင်းနိုင်ဇီယောငဲနဲ့ခေါ်ဟာမွဲလွန်စရာချက်ရေမလွန်လျာမရှိနိုင်ပြန်လာမယ်ရောရခဲ့ချောင်းမတဲ့မျော်လေးဥပေါ်တည်ဒီခိုင်ဇီယောငဲနဲ့ခေါ်ဟာမွဲလွန်စရာချက်ရေမလွန်လျာမရှိနိုင်ပြန်လာမယ်ရောရခဲ့ချောင်းမတဲ့မျော်လေးဥပေါ်တည်ဒီခိုင်အဲ့ဒါတော့မျော်လေးဥပေါ့ကေတီခိုင်ကျေးဇူးတင်ပါတယ်